မင်္ဂလာပါဗျမင်္ဂလာပါကြဆိုလက်ရှိကကျွန်တော်တို့အင်ဂျင်ဘလောက်တွေကတော့နည်းနည်းလေးပါလာပြီပဲတဲ့အင်ဂျင်ဘလောက်တွေတိတ်မလောင်အင်ဂျင်ဘလောက်တွေမလာပဲနဲ့ဗာလေးလာလဲစလစ်အလုံးလိုက်တွေလာများတယ်စလစ်လုံးလိုက်လေးလာများတဲ့ခါကျတော့ဒီနေ့ရောက်တဲ့အထုပ်တွေပေါ့နော်ဒါနေ့ဖက်ကျရင်ဒီထုပ်တွေကတော့ဒါညနေကျရင်စစ်ပြီးသွားလို့ရှိရင်ပြန်ဖွင့်သွားရင်တော့နေ့ဖက်ကျရင်ဖုန်းပြန်ဆက်ပြီးတော့ဒါနေရာပို့တဲ့ထုပ်တွေအဲ့တော့လက်ရှိမှာဘာကြီးလောက်ကလဲဆိုတော့ပြပါအင်ဂျင်ဘလောက်ကတော့နည်းနည်းနေသွားပြီအင်ဂျင်ဘလောက်နေသွားပြီးတော့စလစ်တေကွင်းပါတဲ့စလစ်တွေတေကွင်းပါတဲ့စလစ်တွေအလုံးလိုက်ချုပ်ပြီးလာတာများတယ်ဘာကြီးလာလဲဆိုလို့ရှိရင်6105ပြီးတော့ဒက်ဖာပြီးတော့4102ပြီးတော့4108ဒီလာတယ်ဘယ်မှာလဲရှိဆိုတော့ဒီတော့ထဲမှာ4108ဆို4102တို့4110တို့လာတာများတယ်လာတာများတဲ့ခါကျတော့ဘာပြောချင်တာလဲဆိုတော့ဒီလိုဗျခဏတက်တာအဲ့တော့ဒီဟာမှာလာတဲ့ခါကျတော့ဟိုတနေ့က490တလုံးညီလေးတယောက်တင်ပေးလိုက်ဝင်းနဲ့နောက်တစ်ခါ4108ဘကိုးဘက်ကတလုံးတင်ပေးလိုက်လာကြတယ်လာရတဲ့ခါကျတော့4108ရယ်4110ရယ်4105ရယ်4102ရယ်4100ရယ်490ရယ်ကိုကျွန်တော်ကလုံနေတဲ့ခါကျတော့ဒါတည်းအလွယ်တကူဝယ်လို့ရတာဗျာသိလားဝယ်လို့ရတာဘာဖြစ်လို့တော့လုံနေရတာလဲဆိုတော့ခုနကပိုင်ရှင်လေးတယောက်လေးပြောဟုတ်တယ်ဒီပစ္စည်းတွေအားတဲ့ကျွန်တော်ဟိုဆက်စရာကသူတို့မျိုးမှနေဝယ်လို့ရတယ်ကျွန်တော်ဒီကိုဘာလို့ပြင်မခိုင်ပို့ခိုင်းလဲမသိဘူးဗျာဘာဖြစ်နေညာဖြစ်ပြောတဲ့ခါကျတော့မတူလို့အလွယ်တကူဝယ်လို့ရတဲ့ပစ္စည်းကအလွယ်တကူဝယ်လို့ရတဲ့ပစ္စည်းကဝယ်လို့ရပြီမဲ့မတူဘူးဆိုတော့ဘာလို့မတူလဲဆိုတော့ဒါဆိုလို့ရှိရင်ရှင်းပြမယ်ဒါဆိုလို့ရှိရင်အောင်ကျော်ထွန်းဆိုလို့ရှိရင်ဒါ6105ကိုဂျပန်ရင်းနဲ့သုံးပါတည့်ကိုတရား TV ဂျပန်ရင်းနဲ့သုံးပါဒါပြီးသွားရင်လည်းပြန်ပို့မယ်ဘာကြောင့် rain line တွေပဲပြင်ပြီးသွားပြီနော်နောက်ဒါဒက်ဖာတို့ကလက်တော်ဆက်သမားတွေဂရင်းက share ပဲဗျာတရားဂရင်းက share ပဲတရား RPN နဲ့ထွက်မယ်တရား rain share နော် original ဂျပန်ရင်းရအောင်မယ်တရားနော်ဂျပန်ရင်းနဲ့သုံးမယ်အထဲထဲမှာအတန်မာရဲ့ထဲမယ်နောက်တင်မျိုးမင်းကြံခင်း4100နဲ့သူလည်းဒီလိုပဲ TV နဲ့ရအောင်မယ်တရားနော်ဒီမှာ line တွေပါထိုးပြီးတော့သူတို့ရတာနောက်ပြန်ပို့မယ်ဟာတစ်စုံနှစ်စုံသုံးစုံနော်ပို့မယ်ဒီမှာတစ်စုံဒါ4100နဲ့8အဲ့လိုရှိအဓိကကတော့ဗျာဘယ်လိုပြောမလဲလက်ရှိမှာ4108တို့4102တို့4110တို့4100တို့490တို့နော်ဒါမျိုးလေးဆိုလို့ရှိရင်ကျွန်တော်မှာ original rail တွေကိုကျွန်တော်စုပေးထားတယ်ဖုန်းဆက်ဗျာဖုန်းဆက်တဲ့ခါကျလို့ရှိရင်ကျွန်တော်အနေနဲ့ဘာနဲ့ရမယ်ဆိုတော့ကျွန်တော်ပြန်ပြောလို့ရတယ်နော်ပေါ်များတော့မရှိဘူးဗျာအခုကပစ္စည်းတွေကဘယ်လိုလဲရှားပါဖြစ်နေအောင်အဲ့တော့ဖုန်းဆက်ပါနောက်ငယ်လူတွေ4108 4110 4100 4100နဲ့4105 4108သမားတွေဒီကျွန်တော်ကိုစလစ်အပေါ်ဝင်ပြင်ဆင်ပေးရမယ်ဗျာစလစ်အပေါ်ဝင်ပြင်ဆင်ပေးတော့မှသာလေဒီတော့စလစ်ရိုက်ဘာညာပြင်ဆင်လိုက်တော့လုပ်လို့ရမယ်ဗျာနေကနေဒီတိုင်းဖုန်းဆက်ဟယ်လိုကျွန်တော်4108လိုချင်လို့ပါ4105လိုချင်လို့ပါ4102လိုချင်လို့ပါလို့ပြောလို့မရဘူးဗျာဘာဖြစ်လို့စလစ်အဟောင်း၄လုံးပေးရမယ်ပြင်ဆင်အဟောင်း၄လုံးပေးရမယ်စလစ်အဟောင်းတွေကိုကျွန်တော်ထက်စလစ်ရိုက်မယ်ပြင်ဆင်အဟောင်း၄လုံးကိုကျွန်တော် rail line ထိုးမယ်တင့်တော်တယ်အခုလိုဂျပန် rail တွေရအောင်ဗျာအဲ့ဒါအောင်မှအခုကျွန်တော်ကတော့နေရပါဗျာဒါလေးကိုကျွန်တော်စမ်းကြည့်ခြင်းလို့ကျွန်တော်ကိုဘာဖြစ်တယ်ညာဖြစ်တယ်အသုံးခံကြလားမမေးနဲ့ဗျာဒီဟာကြီးလောက်တာ10စုနှစ်တခုကြော်လာပြီးတော့ဘာမှပြဿနာမရှိဘူးအားလုံးဟာတစ်နှစ်ခွဲနှစ်နှစ်3-4နှစ်5နှစ်ထိအောင်3နှစ်လူရှိစီကန်းရှိလို့ဗျာအဲ့လိုရှိပါတယ်အဲ့တော့ဟို air calendar ဖုန်းဂယူးဆိုင်မယ်ပြီးတော့တန်တန်ပြသေးတက်ကင်သွားမယ်ဆိုလို့ရှိရင်တော့ဒီအရင်တော့တက်ဆွရှိခြင်းကောင်းမှုခံပါလေရအဲ့တော့မင်္ဂလာညနေခင်းမှာမိတ်ဆွေများ line ပေါ်ညီကိုမိတ်ဆွေများအားလုံးမင်္ဂလာပါဗျ